တခါလီကြရင်လေအစီအစဉ်တွေဘာတွေမစွဲဘဲနဲ့တန်းပြီးစလုပ်လိုက်တာကပုံမြန်တယ်လို့ထင်ရတယ်မလားဟုတ်တယ်မလားဒါပေမဲ့အဲ့ဒါကတကယ်ပဲအကောင်းဆုံးနည်းလမ်းဖြစ်နိုင်မှာမလားကဲဒီစိတ်ဝင်စားစရာအကြောင်းလေးကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင် ကဲအရင်ဆုံးဒီမိခွန်းလေးကိုအတူတူစဉ်းစားကြည့်အောင်စိတ်ကူးထဲမှာမြင်ရောက်ကြည့်လိုက်ပါလားတော်ကြီးမြဲမြဲထဲကိုရောက်နေသည်ဘယ်ကိုတွားလို့တွားရမှလည်းမတိတော့ဘူးအဲ့ဒီတော့တစ်တော်ထဲကိုဝင်သွားပြီးတော့မှလမ်းဆလျှော်တာကတကယ်ရောအဆင်ပြေပါမလား ကျွန်တော်တို့ပေါ်ရမှာလည်းဒီလိုပါပဲတခါတလေကျရင်လေစိတ်အရန်တက်ကြပြီးတော့အစီအစဉ်တွေဘာတွေတေချာမဆွဲရသေးပဲနဲ့ project အသစ်တစ်ခုကိုကောက်လုပ်လိုက်တာမျိုးပေါ့ဒါမှမဟုတ်ခီးရင်ထွက်ချလိုက်ပြီးတော့မှဘယ်ထောရင်ကောင်းမလဲဆိုတာစဉ်းစားတာမျိုးလေတေချာမစဉ်းစားရသေးခင်မှာပဲအရင်ဆုံးလှုပ်ချလိုက်တတ်ကြတာမျိုးပေါ့အဲ့ဒီလိုအခြေအနေမျိုးကိုလေတကယ်ထီထီမိမိပြောထားတဲ့မြန်မာစကားပုံလေးတစ်ခုရှိတယ်ဗျအဲ့ဒါကတော့တစ်တော်လေးဝင်ပြီးမှလမ်းမရှာနေတဲ့ကြားဖို့ကြမှာပါဒီစကားပုံလေးကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွက်ဘယ်လောက်တောင်အသုံးဝင်ပြီးအေးပါလေးဆိုတာကြည့်လိုက်ရအောင် တဲ့ရအတိတ်ပဲကရှင်းရှင်းလေးပါပဲအစီအစဉ်ကြိုမရှိဘဲနဲ့ဒါလှုပ်လိုက်မယ်ဆိုရင်လေနောက်ပိုင်းကျရင်လမ်းပြောက်သွားနိုင်တယ်ဆိုတဲ့သဘောပါပဲစဉ်းစားကြည့်လေဟိုးရင်ခက်ထုံးအဆိုတစ်တော်ထဲကိုလမ်းကြိုမတီးပဲဝန်ထမ်းမိရင်ပြန်ထွက်လာဖို့ဆိုတာတော်တော်ခက်ခဲမှာနော်အဲ့ဒါကြောင့်မလို့ကိုသွားရမယ့်လမ်းကိုကြိုတင်ပြီးစဉ်းစားထားဖို့ကတကယ့်ကိုအရေးကြီးပါတယ် ဆိုတော့လေအရေးကြီးတဲ့အချက်ကတော့ဘဝမှာလည်းအတူတူပါပဲစွန့်စားပြီးတော့ရှိကိုတန်းပြီးခွန်ထွက်လိုက်တာကစိတ်လှုပ်ရှားစရာတော့ကောင်းတာပေါ့ဒါပေမဲ့တိတိကျကျစဉ်းစားပြီးတော့တရားတစ်စင်းကိုအရင်တီဆောက်ပြီးမှအဲ့ဒီတရားဘောကောင်းနေဖြစ်ကူတာကတော့ပို့ပြီးတော့စိတ်ချရတယ်ပို့ပြီးတော့လုံခြုံတယ်မဟုတ်ဘူးလား ဒါကြောင့်မလို့လေဒီနေ့မှလှုပ်ဆောင်မဲ့အရာတစ်ခုခုအတွက်ရောကိုသွားရမဲ့လမ်းကိုကြိုပြီးတော့စဉ်းစားထားပြီးပြီလားကိုရဲ့တစ်တော်ထဲကိုမဝင်ခင်မှာကိုရဲ့လမ်းကြောင်းကိုတိတိကျကျစဉ်းစားပြီးပြီလားဆိုတာကိုကိုထက်ချက်လောက်ပြန်မေးကြည့်ဖို့လိုမယ်နော်